အယောင်လောကမှာအကြီးမားဆုံးစိန်ခေါ်မှုကဘာလဲတိကျလားအဲ့ဒါကတော့မရေရာမှု uncertainty ပေါ့အဲ့တော့ဒီနေ့မှလီ Aaron Ross ရဲ့နာမည်ကြီးစာအုပ် Predictable Revenue ထဲကအဓိကနည်းလမ်းတွေကိုဆွဲထုတ်ပြီးတော့အဲ့ဒီမရေရာမှုတွေကိုဘယ်လိုမျိုးကျော်လွှားမလဲပြီးတော့တည်ငြိမ်တဲ့ဝင်ငွေစီးကြောင်းတစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုရှင်းပြသွားမှာဖြစ်ပါတယ်ဒီမှာကြည့်လိုက်ရင်လေလုပ်ငန်းရှင်တော်တော်များများကြုံနေရတဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်ရမှာပါဘယ်ဘက်ကတော့ feast of famine ပေါ့တခါလာလဲများဟိတခါလာလဲဘာမှမရှိအဲ့လိုဝင်ငွေအတက်အကျအရန်ချမ်းတဲ့လမ်းကြောင်းပေါ့ညာဘက်ကတော့ဟုတ်ပြီဒါကကျွန်တော်တို့အားလုံးလိုချင်တဲ့ပုံစံတီတီငိမ့်ငိမ့်နဲ့ခံမှန်းလို့ရတဲ့ဝင်ငွေတိုးတက်မှုလမ်းကြောင်းပါတကယ်တော့လေဒီနှစ်ခုကြားကကွာခြားချက်ကပဲလုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုနဲ့အကျရှုံးမှုကိုဆုံးဖြတ်ပေးလိုက်ကမျိုးတော့ဖြစ်နိုင်ပါတယ်ခံမနိုင်တဲ့ဝင်ငွေစစ်မရှိဘူးဆိုတာကဘလောက်တောင်မသိချပြီးအန်ဒီရများလဲဆိုတာကိုဒီစကားကတိတိကျကျကိုဖော်ပြနေတာပါလမ်းညွှန်အိမ်မြောင်မပါပဲတင်ဘော့တစင်ကိုမောင်းနေရတယ်လို့ပဲတဲ့စဉ်းစားကြည့်လေဘယ်ကိုသွားနေမှမသိဘယ်ရောက်နေမှမသိအရာအလုံးကိုခံမှန်းချက်တွေနဲ့ပဲသွားနေရတဲ့အခြေအနေမျိုးပေါ့ကဲဒီနေ့ကျွန်တော်တို့သွားမယ့်ခရီးစဉ်မှာအဓိကအပိုင်း၅ပိုင်းရှိမယ်ပထမဆုံးအယောင်လောကရဲ့ခံမှန်းရခတ်တဲ့ပြဿနာအကြောင်းပြောမယ်ပြီးရင်ကိုယ့်ရဲ့ leads တွေကိုဘယ်လိုနားလည်မလဲအဲ့ဒီနောက်မှာတော့ဝင်ငွေရှာတဲ့စိတ်ရံတရားတစ်ခုကိုတိဆောက်ကြမယ်ပြီးတော့ပိုပြီး smart ကြတဲ့ prospecting နည်းလမ်းတွေကိုလေ့လာပြီးနောက်ဆုံးမှာတော့ရေရှည်အောင်မြင်ဖို့အတွက်ဘာတွေကျင့်သုံးရမလဲဆိုတာနဲ့အဆုံးသတ်သွားမှာပါကဲအစင်သင်းဖြစ်ရင်စလိုက်ကြအောင်ဟုတ်ပြီပထမဆုံးအပိုင်းကိုဆက်လိုက်ရအောင်အရင်ကအကြောင်းနီးပြဟာအဟောင်းနေကလေအခုလိုအင်တာနက်ခေတ်ကြီးမှာဘာကြောင့်ခေတ်မမိတော့တာလဲဘာကြောင့်အလုံးမဖြစ်တော့တာလဲဆိုတာကိုအရင်ကြည့်ကြမယ်အရင်ကအယောင်ဆိုတာကဈေးထဲမှာအော်ရောင်းနေတယ်လို့ပဲအတင်းလိုက်ပြီးရောင်းချတဲ့ပုံစံမျိုးပေါ့ဒါမဲ့အခုခေတ်မှာအဲ့ဒီနီးလန်းတွေကလုံးဝအလုံးမဖြစ်တော့ဘူးဘာလို့လဲဆိုတော့ဝယ်သူတွေကပိုပြီး smart ကြလာတယ်သူတို့ဘာသာ online မှာအကုန် research လုပ်တယ်အဲ့တော့အတင်းအကျပ်ရောင်းတာထက်သူတို့ရဲ့ယုံကြည်မှုကိုအရင်တိဆောက်ပြီးရေသွေးမြင့်တဲ့ lead တွေကိုကိုယ့်စီရောက်လာအောင်ဆွဲဆောင်နိုင်ဖို့ကအဓိကဖြစ်လာပြီကဲပြဿနာကိုသိပြီဆိုတော့ခြေရှင်းချက်ဘက်ကိုသွားကြည့်အောင်အောင်မြင်တဲ့အယောင်စနစ်တစ်ခုရဲ့အခြေခံအကြောင်းဆုံးအချက်ကဘာလဲဆိုတော့ကိုယ့်စီရောက်လာတဲ့ lead တွေကိုနားလည်ဖို့ပဲ lead ဆိုတာကတော့သိတဲ့အတိုင်းကိုယ့်ရဲ့ product ကိုစိတ်ဝင်စားတဲ့ဝယ်သူလောင်းတွေပေါ့အရေးကြီးတာက lead တိုင်းကတယောက်နဲ့တယောက်မတူဘူးဒါကြောင့်သူတို့ကိုအမျိုးစားခွဲပြီးတော့တမျိုးချင်းစီကိုမှန်ကန်တဲ့နီးလန်းနဲ့ချင်းကပ်ဖို့လိုအပ်ပါတယ်ပထမမျိုးစားကတော့ seeds လို့ခေါ်ပါတယ်နာမည်လေးအတိုင်းပဲမျိုးစီးတွေလိုပဲပေါ့ဒီ lead တွေကလေကိုယ့်ရဲ့ brand ကိုတည်ဆောက်တဲ့စူးစမ်းမိတွေဥပမာ PR လုပ်တာတို့ social media မှာ content ကောင်းကောင်းတွေတင်တာတို့ word of mouth လို့ခေါ်တဲ့ပါးစပ်စကားနဲ့ပြန်တွားတာတို့ကနေဖြည်းဖြည်းချင်းကြီးထွားလာတာပါအချိန်တော့ယူရတယ်ဒါပေမဲ့သူတို့ဟာများအဖြစ်ကိုယ့်အတွက်သစ္စာအရှိဆုံးဖောက်တယ်တွေဖြစ်လာတတ်ကြတယ်ဒုတိယမျိုးစားကတော့ nets ပါပိုက်ကွန်တွေပေါ့ဒါကတော့ email campaign တွေ TV ကြော်ညာတွေလိုမျိုးကြဲကြဲပြန့်ပြန့် marketing လုပ်ပြီးတော့ဖန်ယူရရှိတဲ့ lead တွေပါပင်လေတွေကိုပိုက်ကွန်အကြီးကြီးတစ်လုံးပစ်ချလိုက်တယ်လို့ပဲဟုတ်တယ်ငါးတွေတော့အများကြီးမိနိုင်နေဒါပေမဲ့အဲ့ဒီတွေကအားလုံးကကိုတကယ်လိုချင်တဲ့ငါးမျိုးစားတွေတော့ဖြစ်ချင်မှာဖြစ်မှာပေါ့နောက်ဆုံးတစ်ခုကတော့ spears ပါလှန်နေပေါ့ဒါကတော့အရေးသေးမြင့်တဲ့ lead တွေကိုဖိမှတ်ထားပြီး outbound prospecting လုပ်ပြီးရှာတာပါလှန်နဲ့ငါးထုတ်လို့ပဲဘိုက်ခုနဲ့ wine ဖန်တာမျိုးမဟုတ်ပဲကိုလိုချင်တဲ့ငါးကြီးကြီးတကောင်ကိုပဲတီးတီးကြက်ကြက်ဖိမှတ်ထားပြီးတော့တကောင်ချင်းလိုက်ရှာတဲ့ပုံစံမျိုးပါကဲဒီဇာလေးကိုကြည့်လိုက်ရင်အားလုံးကိုခြုံမိမြင်သွားပါလိမ့်မယ် seeds တွေက branded relationship ကနေလာတာအရေးကျွတ်နေပြီးနေတယ်ဒါပေမဲ့ဝယ်သူဖြစ်နိုင်ကြီးကအယမ်းမြင့်တယ် nets တွေကတော့ mass marketing ကနေလာတာအရေးကျွတ်အများကြီးရနိုင်တယ်ဒါပေမဲ့ conversion rate ကတော့နင့်ချင်နေမယ် spears တွေကတော့ပြစ်မှတ်ထားပြီးရှာတာအရေးကျွတ်နေပေမဲ့အာယုံစိုက်ထားတော့ဝယ်သူဖြစ်နိုင်ကြီးကမြင့်တယ်ဆိုတော့ကိုယ့်လုပ်ငန်းအတွက်ဘယ်မျိုးစောက်ကိုအဓိကထားမလဲဆိုတာကကိုယ့်ရဲ့နည်းဗျူဟာပေါ်မှာပဲမူတည်နေတာပေါ့ဟုတ်ပြီအခုဒီစနစ်ရဲ့အထူးကကြတဲ့ဖွဲ့စည်းပုံအစိပ်ပိုင်းကိုကြည့်ကြမယ်ဒါကဘာလဲဆိုတော့အယောင်ဝန်ထမ်းတယောက်ထဲကအစအဆုံးအကုန်လိုက်လုပ်နေတာမျိုးမဟုတ်တော့ပဲအခန်းကဏ္ဍလိုက်အထူးပြုခွဲထားပြီးတော့ချောချောမွေ့မွေ့လဲပတ်နေတဲ့စက်ရံတရားတစ်ခုလို့တိဆောက်တာပဲဖြစ်ပါတယ်ဒီစက်ရံတရားမှာအဓိကပိုင်း၄ပိုင်းစီတယ်ပေါ့နော်ပထမဆုံးက inbound lead တွေကိုအရေးသွေးစစ်တဲ့အဖွဲ့သူတို့ကတကားဆောင်နေလို့ပဲအရေးသွေးမိတဲ့သူတွေကိုပဲအထဲကိုဝင်ခွင့်ပေးတယ်ဒုတိယအဖွဲ့က outbound prospecting လုပ်တဲ့အဖွဲ့သူတို့ကမိုးဆိုးဒီလိုပဲအကောင်းဆုံး lead တွေကိုအမဲလိုက်ရှာဖွေတယ်တတိယကတော့ account executives တွေသူတို့ကတော့အယောင်ကိုပေးပေးရတဲ့သူတွေဒီ closer တွေပေါ့နောက်ဆုံးအဖွဲ့က customer success သူတို့ကတော့ဝယ်ပြီးသားဖောက်တဲ့တွေပျော်ရွှင်အောင်မြင်အောင်လုပ်ပေးပြီးရေရှည်ဆက်ဆံရေးကိုတိဆောက်ရတဲ့သူတွေပါဒီလိုမျိုးအခန်းကဏ္ဍအလိုက်ခွဲထားလိုက်တော့တယောက်တစ်ပေါက်လုပ်တာတဲ့အများကြီးပိုပြီးထိရောက်သွားတာပေါ့ကဲအခု cold calling အကြံပြောကြမယ်
ဒီစကလုံးကိုကြားလိုက်တာနဲ့လူတော်များများမျက်မှောင်ကျုပ်သွားတတ်ကြတယ်နော်ဘာလို့လဲဆိုတော့မသိတဲ့လူတစ်ယောက်ကိုရုတ်တရက်ကြီးဖုန်းခေါ်ပြီးပစ္စည်းလိုက်ရောင်းတော့ကိုဘသူကကြိုက်မှလဲဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပြောမယ့် cold calling 2.0 ကအဲ့လိုပုံစံဟောင်းကြီးမဟုတ်ပါဘူးဒါကပိုပြီး smart ကြတဲ့နည်းလမ်းပါလုပ်ငန်းစဉ်ကဒီလိုပထမဆုံးကိုယ့်ရဲ့အကောင့်ဆုံး fault တဲ့ ID customer profile ကဘယ်လိုလူမျိုးလဲဆိုတော့ကိုတိတိကျကျသတ်မှတ်မယ်ပြီးရင်သူတို့ရဲ့ list ကိုပြုစုမယ်အဲ့ဒီနောက်မှာသူတို့ကို email ရင်ပို့ပြီးစိတ်ဝင်စားမှုရှိမရှိအချက်ပြခိုင်းမယ်စိတ်ဝင်စားတယ်လို့တုံးပြန်လာတဲ့သူတွေကိုမှဖုန်းခေါ်ပြီးအရေးချင်းပြေးပြီးဆိုရင် account executive တွေစီကိုလွှဲပေးလိုက်မှာပါတွေ့လားဒါကရန်တန်းဖို့ခေါ်တာမဟုတ်ပဲတေချာပြစ်မှတ်ထားပြီးစနစ်တကျချင်းကပ်တာပါဒီနေရာမှာရန်အရေးကြီးတဲ့အချက်တစ်ခုရှိတယ်လက်ဆင့်ကမ်းပြေးဝဲတစ်ခုကိုမြင်ရောက်ကြည့်လိုက်ပါအပြေးသမားတစ်ယောက်ကဘလောက်ပဲမြန်မြန်ပြေးနိုင်ပါစေလက်ဆင့်ကမ်းတုတ်ကိုနောက်တစ်ယောက်စီကောင်းကောင်းမလွှဲပေးနိုင်ရင်အဲ့ဒီအသင်ရှုံးသွားနိုင်တယ်လေအယောင်လုပ်ငန်းစဉ်မှာလည်းအတူတူပါပဲ prospecting of white ကနေရလာတဲ့ lead ကောင်းကောင်းတစ်ခုကို account executive စီ66မှုရွေးမလွှဲပြောင်းပေးနိုင်ရင်အဲ့ဒီအခွင့်အရေးကြီးကလေထဲမှာပျောက်သွားနိုင်တယ်ဒါကြောင့်အဖိုက်တွေကြားမှာချောင်းမွေးတဲ့ handle process တခုရှိဖို့ကသေရှင်ရည်သမျှအရေးကြီးပါတယ်ကဲကျွန်တော်တို့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့ခုနပြောခဲ့တဲ့စိတ်ရန်တရားကြီးတစ်ခုလုံးချောချောမွေ့မွေ့နဲ့ရေရှည်လေပတ်နိုင်ဖို့အတွက်ဘယ်လိုစိတ်နဲ့စိတ်ချမျိုးမွေးမြူရမလဲဘယ်လိုအလေးကျင့်ကောင်းတွေကိုကျင့်သုံးရမလဲဆိုတာတွေကိုကြည့်ထားကြပါမယ်ဒီစနစ်တစ်ခုလုံးရဲ့အသေးနှလုံးအဓိကဆုံးအချက်ကတော့စိတ်နှိစိတ်ထားပြောင်းလဲမှုပါပဲအယောင်ပိတ်ဖို့ဆိုတဲ့တစ်ခုတည်းကိုပဲအာယုံစိုက်နေတာကနေဖောက်တဲ့ကိုတကယ်အောင်မြင်အောင်ကူညီပေးဖို့ဆိုတဲ့စိတ်ထားမျိုးကိုပြောင်းလဲရပါမယ်ဘာလို့လဲဆိုတော့ကိုဖောက်တဲ့အောင်မြင်မှာကိုလုပ်ငန်းလည်းရေရှည်မှာအောင်မြင်နိုင်မှာလေဒါဟာရောင်းတာတတ်မဟုတ်တော့ပဲကူညီတာကိုဦးစားပေးတဲ့အသွဲခေါ်တစ်ခုဖြစ်ပါတယ်အရေးသွေးမြင့်တဲ့ lead တီနဲ့ဆက်ဆံတဲ့အခါမှာဒီ3:15မိနစ်အယောင်လုပ်ငန်းစဉ်ကအရန်ကိုထိရောက်ပါတယ်ပထမဆုံး15မိနစ်ကအကျိုးစကားပြောတာပေါ့တယောက်နဲ့တယောက်အဆင်ပြေနိုင်မလားဆိုတာကိုအရင်ကြည့်တာပြီးရင်တနားရီကြာတဲ့ discovery call မှာသူတို့ရဲ့တကယ်လိုအပ်ချက်တွေကိုနက်နဲ့တူးဆွမေးမြန်းမယ်နောက်ဆုံးတနားရီကြာတဲ့ walking session မှာတော့သူတို့ဖွဲ့နဲ့ကိုယ့်ဖွဲ့အတူတူထိုင်ပြီးတော့သူတို့ရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုပူးပေါင်းပြီးဖြေရှားကြမှာပါဒါကတစ်ဖက်သက်ဖြစ်စည်းလာရောင်းတာမျိုးမဟုတ်တော့ဘူး partnership ပုံစံမျိုးနဲ့ပူးပေါင်းဖြေရှင်းတာဖြစ်သွားတာပေါ့စစ်တလုံးကောင်းကောင်းလေပတ်ဖို့ချောစီလို့ထလို့ပဲအယောင်ဖွေတစ်ခုအရှင်ဟောင်းမပြရှေ့ဆန်နိုင်ဖို့လေစီမံခန့်ခွဲမှုကောင်းနေလို့အပ်ပါတယ်ဥပမာအဖွေရဲ့ positive energy ကိုကာကွယ်ပေးတာမျိုးဘာနောက်မဖေ့အောင်ပုံမှန်အနားယူခွင့်ပေးတာမျိုးပြီးတော့သူတို့ကိုစဉ်ဆက်မပြတ်သင်ယူလေ့ကျင့်ခွင့်ပေးတာမျိုးပေါ့ရေးကြီးဆုံးမလားတော့အရာရာကိုခန်းစားချက်နဲ့ခံမှန်းချက်တွေနဲ့မဆုံးဖြတ်ပဲ data ကိုကြည့်ပြီးတော့နီးတူဟာကေးကိုပြန်လဲသုံးသပ်ပြင်ဆင်သွားဖို့ပါပဲဆိုတော့အနစ်ချုပ်အနေနဲ့ဒီအသွင်ကူးပြောင်းမှုကိုပြန်ကြည့်လိုက်အောင်အရင်ကလို့ခံမှန်းချက်တွေနဲ့အလုံးလုံးရတဲ့စိတ်ဖြစ်စီးမှုတွေများပြီးဝန်ထမ်းအထွက်နှုံမြင့်မားတဲ့အယောင်လောကရဲ့ပြန်ပတ်တာအခြေအနေကနေအခုလိုအရာအားလုံးကိုကြိုတင်စီစဉ်နိုင်တဲ့ယုံကြည်မှုအပြည့်ရှိပြီးရေရှည်တည်တတ်တဲ့တိုးတက်မှုကိုပေးစွမ်းနိုင်တဲ့ခံမှန်းမိုင်တော်ဝင်ငွေရှာစက်ရန်တရားတစ်ခုအထစ်ကိုပြောင်းလဲထားတာကိုတွေ့ရမှာပါကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ခင်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောခဲ့တဲ့ဝင်ငွေရှာစက်ရန်တရားရဲ့အစိတ်ကွိုင်းတွေထဲမှာလေကိုယ့်ရဲ့လုပ်ငန်းအတွက်အခုချက်ချင်းအာရုံစိုက်ပြီးပြုပြင်ပြောင်းလဲဖို့အလိုအဆုံးချစ်နေတဲ့အပိုင်းကဘယ်ပိုင်းချစ်မလဲအဲ့ဒီအဖြစ်ကိုရှာတွေ့တာနဲ့ခံလိုက်နိုင်တဲ့ဝင်ငွေစီကိုသွားမဲ့ပထမဆုံးချစ်လိုင်းကိုစတင်လမ်းလိုက်တာနဲ့အတူတူပါပဲ